ဝက်ကလေးကန်ကောင်းရေသားရေကန်ကောင်းရေလာပါအောင်ထားကြည့်ပါအောင်သားလေးထားကြည့်ပါအောင်ဝက်ဖြူလေးမောင်ကန်ကောင်းသူ့ဟိုပေါ့နော်ဒါတာစီဖျားကြီးနားမှာမြုပ်ရှိပေါ်ရှိနေသူကူးလာတာပေါ့လေ4 နာရီလောက်ကြာတယ်တဲ့ရှင်အခါကျတော့ဖျားနားမှာရှိတဲ့ဒါလူကြီးတွေကနေပြီးတော့မှပေါ့နော်ဆယ်ယူပြီးတော့မှဒီလိုယုံလေးထဲမှာထည့်ပြီးတော့ပေါ့နော်အစာလေးတွေကျွေးထားတာဖြစ်ပါတယ်ဝက်ကလေးမောင်ကန်ကောင်းဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်ဖြာပုံမြို့တာစီဖျားမှာထူးခြားစွာရောက်ရှိလာတဲ့မောင်ကန်ကောင်းဆိုတဲ့ဝက်ကလေးတစ်ကောင်အကြောင်းဖြစ်ပါတယ်အရင်ဆုံးဗီဒီယိုလေးဖွင့်ပြပေးမှာဖြစ်တယ်ပြီးရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဖျားမှာဒီလိုဝက်ရှိတာကစင်ပြေရဲ့လားပေါ့နော်ဒါလည်းစဉ်းစားရမယ့်အကြောင်းအရာလေးတစ်ခုဖြစ်တာကြောင့် reaction အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးဗီဒီယိုလေးကြည့်လိုက်ရအောင်ကန်ကြောင်ကလာဝယ်တယ်လို့သူကတော့ပြောတာပဲလေအဲပိုင်ရှင်နောက်ညလူရောက်တော့မနေ့လောက်ကြပိုင်ရှင်ကလာတယ်လာပြီးပိုင်ရှင်ကလာတယ်လာတောင်းတယ်ကျွန်တော်တို့ဒီဖះဘောဘကလူကြီးတွေကလုံးဝပြန်မပေးပါဘူးပြန်မပေးဘူးဆိုတော့သူတို့ကလည်းမပေးတဲ့အတွက်ကြောင့်ဖះကိုလှူခဲ့ပါတယ်ဆိုပြီးတော့သူကလှူခဲ့ပါတယ်ဘယ်လဲပြီးတော့မလဲသူကိုယ်တိုင်လည်းအရေးစွန်ထားတာလေရေထဲဆင်းထားတာလေနော်တက်ဖို့ခေါ်လာတာ14ကောင်14ကောင်ပေါ့နော်ခေါ်လာတာဟိုဟိုက်တကားနဲ့ပြောပြောလာပြီးညီမတို့ဟိုရှင်းကမုတ်ကောင်ပေါ့အိုင်နာကနေပြောသူဆယ်ထားတာအဲ့ဒါတော့မှဟိုသမီးသား2ယောက်စကားချင်းပြောတဲ့စုံတွဲကတွေ့လို့လာပြောတာတရားပူလေးလာပြောပြီးတော့အကောဘက်ကလူကြီးတွေရောမိသက်ရက်10ယောက်လောက်ရှိတဲ့သူတွေရောဒီကတာတိဖျားလူတွေရောအကုန်လုံးကသူဆင်းပြီးတော့ဆယ်သွားတာအခုဒေါက်တာနဲ့ဝက်ကလေးဆန်ဒေါက်တာ2ရက်ပေါ့ခုကသူကဒီပေါင်ကြီးဖြစ်နေရတော့သူတော့မနိုင်ပေါ့မာကြီးอ่ะအဲ့လိုပြောတယ်ဒါကတော့တဖြည်းဖြည်းကောင်းသွားမှာပါဘာလို့ဆိုတော့ကူထားတဲ့ဟာနဲ့ထိမိထားတဲ့ဒဏ်ရာနဲ့လေနော်ကျမတို့ဘက်ကလုတ်ပေးနိုင်တဲ့ဟာလေးလည်းကျမလုတ်ပေးမယ်ပေါ့လေနော်ဒါပထက်ဆက်လည်းခေါ်ထားတယ်ဒါဆိုကန်ကောင်းဖြစ်တဲ့အတွက်ကန်ကောင်းချင်တဲ့လူတွေကလှူကြလေနော်ဆိုတော့ဒါလေးကတော့ကန်ကောင်းတဲ့ကန်ကောင်းပါပေါ့ကိုတက်နိုင်တဲ့အားလေးပေါ့လေနော်အဲ့လိုမျိုးဆိုတော့ပါတယ်ညီမတို့တာစီဖေကအဖွဲရမာကြီးဒါကျမနဲ့တွေ့တော့လေသူပို့ပြီးကန်ကောင်းဖို့ဖြစ်သွားတာပေါ့ပြီးတော့ဟိုလေဒီတာသူ့လူလုပ်တယ်ငါယောက်ျားဟလာအဲဒါမင်းကမိုးရိုင်းဝချီပြုံးနဲ့ကန်ရှင်းမှုလုပ်ပေးတယ်အဲဘာစောနဲ့2ယောက်ပေါ့နော်ဘာစောလုံးရပါပြီပေါ့ဟမ်မျိုးသားမျိုးဒါကတော့ဝက်ကလေးမောင်ကန်ကောင်းကိုလာရောက်ကြည့်နေကြတာဖြစ်ပါတယ်เนาะဝက်ကလေးမောင်ကန်ကောင်းကိုလာရောက်ကြည့်နေကြတာဖြစ်ပါတယ်เนาะ14ကောင်24ကောင်ဝယ်လာပြီးတော့အဲ့ကောင်အဲ့ချောင်းကနေပူလာပြုတ်ကြပါပြုတ်ကြပြီပူလာဘူးဘူးတော့အဲ့ဆိုသမားကဒီကိုလိုက်ချင်မကြည့်ဘူးပြုတ်ကြတော့လိုက်ချင်မကြည့်ဘူးမနေ့လည်းကြောက်သူတို့ရောက်လာကြအောင်ကျွန်တော်မကြည့်လို့ရောက်လာတော့ဘောဘကလူကြီးကပြန်မပေးဘူးလေဒီတဆုံးသုံးတော့ဝယ်အဲ့လိုမျိုးပြောတယ်ပြန်မပေးဘူးရေဆိုတော့စုံပြီပေါ့မမျော်လင့်နဲ့တော့ဟုတ်လားပြောလိုက်ပြန်သွားကြပြန်လာပြီးတော့ဒီကမပေးလို့ရှင်လေကျွန်တော်တို့ဖះကိုထုတ်ခဲ့ပါဒါပေါ့ဘယ်ကျွန်တော်တော့မှအဲ့ဒါဥစ္စာဖြစ်မလို့အဲ့လိုပေါ့ဒီလိုပြန်ယူသွားရင်တော့မှပိုင်အခုကကောက်ပါတယ်ပိုင်ရှင်နဲ့လှူလိုက်ပြီဆိုတော့တက်တာဝတ်သမားတွေလေအခုကတက်တော့မှာ14ကောင်ဆဲလာတာတဲ့ကောက်ဖို့လိုက်ဝယ်တာလားဆင်းဝယ်တာဝယ်ရောင်းလိုက်နေမှာနံပါတ်2ပတ်စံတောင်းတော့ကိုကတော်တော့ပြန်ပေးရမှာနော်ပေးရမှာဟုတ်ဒါတော့မဆိုင်တော့သူ့ရဲ့စူးစမ်းမှုနဲ့သူထွက်ပြေးလာတာလေဖမ်းတဲ့လူတွေလွတ်သွားတဲ့လူတွေဝက်လာဝယ်တဲ့လူတွေကပိုင်ရှင်ကိုဖျောက်တော့ဝယ်ပြန်ကြော်ရတယ်လို့တကယ်ကြားကန်ကောင်းသွားတာပေါ့နောက်ဘက်ကလည်းသူ့ဒီကလုပ်ပြီးပါပါပေါင်ကြည့်တာလမ်းမတက်မရက်နိုင်ဟုတ်တာကြည့်ရတယ်အဲ့ဒါပေါင်မျိုးကြီးရဲနဲ့တွေ့အေးဟုတ်တာပေါ့အဲ့ဒါကလမ်းမလျှောက်တော့ညီမတို့ပေါင်မှဒဏ်ရာရသွားတယ်ခါ2ရက်ခေါ်လိုက်တယ်ဟို3ချောင်းထောက်တော့သူထောက်နိုင်ပြီမလုံးနိုင်ဆေးပဲသူပို့ပေးသွားတာပေါ့နော်ကျောင်းကဘာမှဖြစ်ပါဘူးရှားတာတော့ကုပဲရှားတာတော့သူကုရှားတော့ကြာပါပြီအဲ့ဒီခြေထောက်ဒဏ်ရာပဲဒဏ်ရာတော့သူကုလို့မရဘူးတဲ့
အဲ့ဗမာဆေးနဲ့ပဲရမယ်လို့သူအဲ့လိုပဲပြော မတော်လည်းမထင်တာတော့သူတို့ခြေတောက်တွေကျိုးချီထားလို့များရုံးလို့ ကျိုးကြည့်တော့ဟာသူကဝယ်ရကျိုးကြည့်ဝယ်ရအေးကျိုးကြည့်ရကျိုးကြည့်ခန်း ခြေတောက်ကျိုးချီလို့သူပြေတော့နဲ့မှလေဟိုဥတဲ့ခါကျတော့ရုံးလို့အဲ့လိုဖြစ်သွားတာဝတ်တုံတာဝတ်တုံနေတာပဲ စားလားစားတော့လေ အဲ့အဲ့ကဆိုရတာညီမအဲ့ဒီကတော့ဆဲပြီးတော့မိမကြီးတယောက်ကကဆိုရစီးကိုကာတယ်ဟုတ်ဆိုရင်တော့သုံးတာလေးကြောင်းပါလားလို့ ဒါတာစီဖျားမှာပေါ့နော်တာစီဖျားမှာဒါမောင်ကန်ကောင်းလေးဖြစ်ပါတယ်ဒါလေးကိုတစ်ချက်လောက်ဆုံးအောင်နားထောင်ကြပါဦးရပြီဘဘပြောပါရှင်မောင်ကန်ကောင်းလေးကဘလို့ရောက်လာတာလဲပေါ့နော် ကောင်းကောင်းလေးကတော့ကျွန်တော်20ရက်နေ့ညနေပိုင်းမှာဒီတွေကနေမျောလာလို့ကျွန်တော်တို့အဖွဲ့တွေကဝိုင်းဝန်းပြီးတော့ဆယ်ပြီးတော့ပေါ့နော်တာဒီဖျားမှာကျွန်တော်မွေးထားတာပေါ့နော်ဒီအသက်ကိုကယ်ပေးထားတာပေါ့မွေးထားတယ်ဆိုတာဟိုသူ့အသက်ကိုကျွန်တော်တို့ကကယ်ရင်လို့မွေးလိုက်တာတကယ်လို့ပန်ရှင်လက်ထဲကိုပြန်ပေးမယ်ဆိုလို့ရှိရင် ဟုတ်ကဲ့ နော်ဟိုပန်ရှင်ရဲ့အသက်မှာလေ ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ကတော့ဘာဖြစ်သတော်တကောင်ရဲ့အသက်ကိုကယ်တင်ပေးတဲ့သဘောနဲ့ကျွန်တော်တို့ကဆက်လက်ပြီးတော့မွေးထားတာပေါ့နော် မွေးထားလိုက်တာပေါ့ နောက်တော့သူကဖျားလဲဖျားလာလေရေထဲမှာကြာကြီးဟို၄နိုင်လောက်သူခတ်လာရတာဆိုတော့အဲ့ဒါလည်းဖျားလဲဖျားလာတယ်အဲ့ဒါဆေးခေါ်ထိုးပေးထားတယ်2ကြိမ်ရှိပြီ ဩစားတော့ပိုက်တင်သွားအိပ်ပြီ သူအဲ့တော့ကန်လန်းကောင်းပါတယ်ဒီရောက်လာတာလေတခြားတနေရာရောက်သွားမှဆိုရင်သူကအသက်ခံမဲ့သဘောရှိတယ် ဟုတ်တယ်ဟုတ်တယ် အဲကြောင့်မလို့ကျွန်တော်တို့ဒီကောပကအဖွဲ့တွေအနေနဲ့တနာညတာတော့အားဖြင့်သူ့ကိုကယ်တင်လိုက်တာပေါ့နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်เนาะ အဲ့တော့ ဒါလေးကတော့ဒီပေါ့နော်မောင်ကန်ကောင်းလေးကိုကယ်ယူထားတဲ့ဒါတာစီဖျားကနေပြီးတော့မှဘဘကဗာလဲရှင် ကြီးကြပ်ရေးမှု ။ဩကြီးကျက်ရေးမှုပေါ့ရှင်နော်။တာစီဖျားကဒီဘဘကကြီးကျက်ရေးမှုဖြစ်ပါတယ်ရှင်နော်။ဆိုတော့ဒီမောင်ကန်ကောင်းလေးကိုဆယ်ယူထားတဲ့အကြောင်းလေးကိုဆရာမကမေးပြပေးတာဖြစ်ပါတယ်နော်။အဲ့ခါကျတော့အခုဒီဟာလေးကကျတော့နေရာလေးကအခုလေးပေါ့နော်။ဘာလို့ဆိုရောက်တာလဲ10ရက်ပဲရှိသေးတယ်။ဒါလေးကဒီလိုလေးမြင်ရတဲ့ခါကျတော့ကန်ကောင်းတဲ့ကန်ကောင်းအောင်ပေါ့နော်။ဆရာမကဒါလေးကိုသူနေဖို့အတွက်တက်ရက်ကလေးပေါ့ရှင်နော်။ဟုတ်တယ်ရှင်နော်။လုတ်ပေးမယ်နော်။ကျွန်မအဲ့ဒါလေးကိုစားလုတ်ပေးမယ်။ကျွန်မအခုလှူခဲ့မယ်ပေါ့လေနော်။အဲ့ဒီအတွက်ကိုသူ့အတွက်ကိုကျွန်မလှူခဲ့မယ်ပြီးတဲ့ခါကျတော့တာဝန်ရှိသူရဲ့ဖုန်းနဲ့ကျွန်မယူသွားမယ်နော်လှုပ်ဆောင်မှုလေးတွေကိုတော့ကျွန်မကိုပြပေးရမယ်ပေါ့နော်ကျွန်မကလည်းဒါဝေးရနေလာရတာဖြစ်တဲ့ခါကျတော့လေနော်ဆိုတဲ့ခါကျတော့ဒီဝက်ကလေးနာမည်ကတော့မောင်ကန်ကောင်းဖြစ်ပါတယ်ရောက်ရှိလာတဲ့နေ့ကတော့20ရက်နေ့6လ အဲ့တော့ဒီဝက်ကလေးကတော့သူ့ရဲ့အသက်အန္တရာယ်ကြုံတွေ့ခံတဲ့အချိန်မှာတချို့တိရစ္ဆာန်တွေဆိုတာလည်းအသိစိတ်ရှိကြတယ်ပေါ့နော်လူတွေလိုပဲအသိဉာဏ်ရှိကြတယ်သူတို့ကိုတတ်တော်မှာဆိုတာကိုသူတို့သိတယ်သူတို့ရိပ်မိတယ်သူတို့အတွက်အန္တရာယ်ရှိနေပြီဆိုတော့ရိပ်မိတယ်ပေါ့ဒီလိုအခြေအနေမျိုးမှာဒီဝက်ကလေးကစူးစမ်းပြီးတော့ရုန်းကန်ထွက်ပြေးလာခဲ့တာပေါ့ဒါကိုဒီဖျားခေါ်ဘကအဖွဲ့တွေကတွေ့သွားပြီးတော့ကူညီလိုက်တယ်ကယ်ဆယ်ထားပေးတယ်ပေါ့နော်ဒါကတော့ထူးခြားတယ်လို့ယူဆတော့လည်းထူးခြားတယ်ပေါ့သူ့တက်ကိုကယ်ပေးထားတာဆိုတော့လည်းကောင်းတော့လည်းကောင်းပါတယ်သူတို့ထားတာကတော့ဖျားရဲ့နောက်ဘက်မှာထားတာလို့ပြောကြတယ်ဒါပေမဲ့လည်းဒီဘာသာရေးဆိုင်တဲ့အထွတ်မြတ်ထားရနေရဖြစ်တဲ့ဖျားပရဝုံအတွင်းမှာကျတော့ဒီဝက်ကိုအဲ့လိုမျိုးပေါ့နော်မွေးမြူထားတာမျိုးကတင့်တော်ရဲ့လားဆိုတာလည်းပြန်လဲစဉ်းစားဖို့လိုတယ်လို့ထင်ပါတယ်တိရစ္ဆာန်တွေထဲမှာဝက်ကပို့ပြီးတော့လည်းညစ်ပတ်တယ်သူရဲ့ချီးတွေသေးတွေအနံ့ဆိုတာတွေရှိတယ်နောက်နေထိုင်စားတော့ညစ်ပတ်တယ်ပေါ့နော်ဒါလို့ဆိုတော့ဖျားနဲ့ကျတော့ဒါတင့်တော်ရဲ့လားအဆက်ရဲ့လားပေါ့နော်ဒါတွေလည်းစဉ်းစားဖို့လိုတယ်သူကလည်းစူးစမ်းရုန်းကန်ပြီးတော့ကံကောင်းလို့လွတ်မြောက်လာတာဖြစ်တယ်ဆိုတော့လေသူအသက်ကိုပဋိခိုက်စေမဲ့နေရာမျိုးပေါ့နော်တာတက်ယုံတော့မဟုတ်ဘူးတခြားအဆင်ပြေမဲ့တင့်တော်မဲ့နေရာတစ်ခုခုမှာပို့လိုက်တာတော့ပိုကောင်းလိမ့်မယ်လို့ထင်တယ်နောက်တစ်ခုကတော့လူတွေကထူးခြားတဲ့အကြောင်းအရာတွေထူးဆန်းတဲ့ကိစ္စတွေဆိုရင်စိတ်ဝင်စားတတ်ကြတယ်အဲ့လိုပေါ့နော်သတင်းချက်လက်အနေနဲ့ဘုသူတအနေနဲ့အဲ့လိုမျိုးထူးခြားတာတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတာကပြဿနာတော့မရှိဘူးဒါပေမဲ့အဲ့ဒီထူးခြားတဲ့အရာတွေကိုယုံကြည်ရလို့ကိုးဝယ်ရလို့ဘာသာရေးနဲ့အဲ့လိုပေါ့နော်ဆက်နွယ်ပြီးတော့ရောရှက်လိုက်တာမျိုးတွေကကြတော့လွဲမှားတဲ့အယူဆတွေကိုဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့ဒီတော့ဒီဝက်ကလေးကန်ကောင်းကသူကန်ကောင်းလို့လွတ်မြောက်လာတယ်ဒီမှာလည်းပဲပြီးသွားလိုက်တင်တယ်ပေါ့နော်အဲ့ထက်ပို့ပြီးတော့မှဒီဖျားနမဝက်ကိုဟာလာရေရှည်မွေးထားတာမျိုးတွေချို့ဖျားတွေမှာဆိုလဲမွေးတွေကိုဖျားမွေးဆိုပြီးတော့မွေးထားတာမျိုးတွေပေါ့နော်တကယ်ဆိုရင်အဲ့ဒါတွေကလည်းမဖြစ်သင့်ပါဘူးမွေးဆိုတာကအသားစားတဲ့သတ္တဝါမျိုးဖြစ်တယ်နော်ဖားတို့ကြွက်တို့ပေါ့နော်အဆရှိတဲ့အဲ့လိုအကောင်ငယ်လေးတွေကိုဖမ်းယူစားတောက်တယ်အကောင်ကြီးရင်လည်းသူတို့နိုင်တဲ့တက်ရှိသတ္တဝါတွေကိုသူတို့ဖမ်းယူစားတောက်တယ်ပေါ့တချို့ဖျားတွေမှာဆိုရင်လည်းစပကြီးမွေတွေကိုမွေးထားတယ်ဖျားမွေဆိုပြီးမွေးထားတယ်ပြီးရင်အဲ့ဒီမွေကိုပါဇက်တွေဖြဲပြီးတော့ကြော့တက်ပြီးတော့ဟလာနှုတ်တွေလောင်းထည့်ပြီးတော့ပေါ့နော်ဒါတွေကတကယ်တမ်းကျတော့မလုပ်သင့်ဘူးမွေကနှုတ်တောက်တဲ့သတ္တဝါမျိုးမဟုတ်ဘူးပေါ့နော်မွေကသားစားတဲ့သတ္တဝါပေါ့အဲ့လိုမျိုးတွေပေါ့နော်ဒါတွေကလည်းတကယ်တော့မအဆက်တဲ့ကိစ္စတွေပဲဖြစ်တယ်ဘာသာရေးနဲ့လည်းတကယ်တော့ဒါတွေကဘာမှမဆိုင်ဘူးပေါ့ဒီလိုမျိုးတွေထပ်ပြီးတော့ဖြစ်လာမှာတော့စိုးရိမ်တယ်အဲ့တော့ကယ်လိုက်တာကောင်းတယ်ကယ်ပြီးပြီဆိုရင်လည်းပြီးလိုက်တော့ပေါ့နော်ဒီထက်ပိုပြီးတော့
ဘာသာရေးနဲ့ရောရှက်ပြီးတော့အကျယ်ချဲ့တာမျိုးတွေတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုပဲစိတ်ဝင်စားစရာတွေတတိထားစရာတွေထူးခြားဖြစ်စဉ်တွေနဲ့ဘူဒုတရစရာတွေကိုစင်စမပြတ်တင်ဆက်ပေးမှာမို့ channel လေးကို subscribe နှိပ်ပြီး notification လေး on ခဲ့ဖို့ပြောချင်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်မိတ်ဆွေတို့အားလုံးဘေးကင်းကြပါစေ